plastic surgery လုပ်ရင်ကန်ဆိုးမိုးမှမှုတွေကြာသွားတဲ့မိန်းကလေးများ Knowledge TV မြန်မာပရိသတ်များလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုထဲမှာတော့ plastic surgery လုပ်လိုက်ရာကနေလှမလာတဲ့အပြင်ပိုပြီးတော့ရုပ်ဆိုးသွားတဲ့မိန်းကလေးနှစ်ဦးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမတစ်ယောက်ကတော့အခုပုံထဲမှာမြင်တွေ့နေရတဲ့စာဟာဓဘာလို့အမည်ရတဲ့မိန်းကလေးပဲဖြစ်ပါတယ်သူမဟာဇင်းရောတောင်းလို့မျက်ခုံးဝိုင်းဆက်တဲ့မျက်လုံးတွင်ဆင်းနေတဲ့နှာတန်းလေးနဲ့ဖူးမောက်နေတဲ့နှာခမ်းလေးကိုပိုင်ဆိုင်ထားရတာတော့မကျင်တဲ့ဖဲနဲ့ plastic surgery လုပ်ဖို့ဆုံးဖြတ်ခဲ့တာပါနောက်ပြီးသူလုပ်တဲ့ surgery ကလည်းလှမလာတဲ့အပြင်ပိုပြီးတော့ရုပ်ဆိုးပြီးကြောက်စရာကောင်းတဲ့အထိဖြစ်သွားခဲ့ပါတယ်အခုလို plastic surgery လုပ်ပြီးတဲ့နောက်မှာသူမအတွက်ကောင်းလာတာဆိုလို့လူသိများပြီးနာမည်ကြီးသွားရုံတစ်ခုပဲရှိတာပါ surgery လုပ်ပြီးတဲ့နောက်2018ခုနှစ်လောက်မှာစာဟာကသူမရဲ့တမိုးထူးခြားတဲ့မျက်နှာကြောင့်နိုင်ငံတော်ဝန်မှာနာမည်ကြီးသွားခဲ့ပါတယ်သူမရဲ့ခွဲစိတ်ပြင်ဆင်မှုကြီးကအစွန်းရောက်လွန်းနေဆိုပြီးတချို့တွေကဝေဖန်ကြသလိုတချို့ကလည်းအန်ဂျလီနာဂျိုလီရဲ့ရုပ်ဆိုးတဲ့ version ကြီးနဲ့တူတယ်ဆိုပြီးတော့ဝေဖန်ခဲ့ကြသေးတာပါဒါပေမဲ့တကယ်တမ်းတော့သူမကအန်ဂျလီနာနဲ့ရုပ်ချင်းတူခြင်းလို့အခုလိုလုပ်ခဲ့တာတော့မဟုတ်ပါဘူး Cosplay လို့အမည်ရတဲ့ကာတွန်းကရုပ်ရှင်ကားတွေကတရေမလေးအမ်မလီနဲ့ရုပ်ချင်းတူခြင်းလို့ခုလိုလုပ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်ဒုတိယတစ်ယောက်ကလည်းအရှိကမိန်းကလေးလိုပဲအပြစ်နာစာကပြောစရာမရှိအောင်လှပလွန်တဲ့သူတစ်ယောက်ပါသူကြတော့မျက်နှာပေါ်မှာခွဲစိတ်ပြပြင်တာမျိုးမဟုတ်ဘဲပစ္စည်းရှိလူတန်းစားတစ်ယောက်ဖြစ်ချင်တာကြောင့်ရင်သားတွေကိုဆီလီကွန်ထည့်ဖို့ try ခဲ့တာပဲဖြစ်ပါတယ်ဒီလို surgery မျိုးကအခုခေတ်မှာဆိုရင်လည်းတော်တော်များများလှုပ်လာကြတာကြောင့်တိတ်ပြီးအထူးတလဲစမ်းပြတာမျိုးတော့မဟုတ်ပါဘူးတရားမှာ90ရာခိုင်နှုန်းလောက်ကအောင်မြင်တဲ့ result ကိုရရှိသွားကြတာများပါတယ်။ဒါပေမဲ့ဒီ main ကလေးအလှည့်ကြမှာကန်ဆိုးပြီးတော့စိတ်မကောင်းစရာရလဒ်ကြီးကိုရင်ဆိုင်လိုက်ခဲ့ရတာပါ။သူမလည်းဒီလိုဖြစ်လာလိမ့်မယ်လို့ရောင်လို့တော့မတွေးမိခဲ့ပါဘူး။ဆရာဝန်တွေကသူမကိုမေးဆေးပေးပြီးတော့စောင့်မကြည့်ဘဲနဲ့15မိနစ်လောက်ထိပြစ်ထားခဲ့တယ်လို့ဆိုပါတယ်။ဒီကိစ္စမှာအဲ့ဒီဆရာဝန်တွေရဲ့အမှားကြောင့်လည်းအများကြီးပါတာပါ။15မိနစ်ကျော်လောက်မှာ nurse တယောက်ကအခန်းထဲကိုဝင်လာပြီးမူမမှန်ဖြစ်နေတဲ့သူမကိုသတိထားမိသွားခဲ့ပါတယ်။သူမရဲ့ပုံစံကကိုမဝင်ခြင်းတလို့ဖြစ်သွားပြီးတော့နှလုံးခုန်တာကလည်းအတော်လေးကိုမတိမငြိမ်ဖြစ်သွားခဲ့တာပါဒါတောင်မေးဆေးပေးထားရုံပဲရှိသေးတာပါခွဲစိတ်မှုကိုစတော့မစလိုက်ရသေးပါဘူးသူမဒီလိုဖြစ်သွားတာကိုဆရာဝန်တွေကဖုံးဖိပြီးအချိန်ဆွဲထားခဲ့ကြပါတယ်အဲဒီလိုနဲ့4နာရီလောက်ကြာတဲ့အထိဒီကိစ္စကိုသက်ဆိုင်ရာကိုအတိမပေးခဲ့ကြပါဘူးသူမသတိရလာတဲ့အချိန်မှာတော့အချိန်တွေကထင်မှတ်မထားလောက်ကိုစိုးရွားနေမှမိသားစုဝင်တွေသိလိုက်ကြပါတယ်စကားလည်းသိမပြောနိုင်တော့သလိုလှုပ်ရှားဖို့တော့မလုပ်နိုင်တော့ပါဘူးသူမရဲ့မိဘတွေကတော့မနှက်ဖြန်လားဒီနေ့လားမသိတဲ့သမီးဖြစ်သူအတွက်ပူဆွေးတော့ကရောက်ရောင်ကလွဲပြီးဘာမှမတတ်နိုင်ခဲ့ကြပါဘူးတချို့ဆရာဝန်တွေကတော့ဒီဖြစ်ရမှာဆေးဘက်ဆိုင်ရာကမေဆေးအပေးများပြီးအခုလိုဖြစ်သွားတာဖြစ်နိုင်ကြောင်းသုံးသပ်ထားကြပါတယ်။ဘာပဲဖြစ်ပါမိတ်ဆွေတို့ရင်လှတာမတ်ရင်ညစာခတ်တယ်ဆိုတဲ့စကားပုံလေးအတိုင်းမှာပဲအလှပဘက်ကိုလိုက်လွန်အောင်ကြည့်ရင်လည်းအခက်မသိရင်ဒီမိန်းကလေးတွေလိုဖြစ်သွားနိုင်ပါတယ်။အကောင်ဆုံးကတော့ကိုပိုင်ဆိုင်ထားတဲ့အများနဲ့မတူတဲ့ကိုပိုင်အလှတရားကိုတမိုးထပ်တတ်ဖို့ပဲဖြစ်ပါတယ်။ဇလပ်ပြီးခုလိုဘူးတုတနဲ့အသိပညာပါရနိုင်စေတဲ့ဖြန့်မှန်ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။